တိတ်ကာလတွေတုန်းကနေရာဒီညတွေမှာမိကလေးတွေမှိတ်တုံနဲ့ပြန်တန်းနေကြတဲ့ပိုးကောင်လေးတွေကိုမြင်ဘူးကြမှာပါပြန်တန်းနေတဲ့ကြဲကလေးတွေလို့တင်စားရမယ့်ပူဆုံကျူးကလေးတွေပေါ့ပူဆုံကျူးလေးတွေကသူတို့ရဲ့မိကလေးတွေနဲ့အချက်ပြပြီးချစ်တူရှာဖွေတတ်ကြပါတယ်တကောင်နဲ့တကောင်မိအလင်းလေးတွေနဲ့ဆက်သွယ်ခြင်းကမျိုးပွားဖို့အတွက်အဓိကအရေးပါနေတာပေါ့ဒါပေမဲ့သူတို့ရဲ့စကြက်နေရာတွေမှာလူနေအဆောက်အဦတွေတိစောက်ပြီးတော့မြို့ပြမီးလင်းအောင်တွေအစားထိုးလာခဲ့ကြပါတယ်မြို့ပြမီးတွေတောက်ပလာတဲ့အခါသူတို့ရဲ့အလင်းတွေကပျောက်ကွယ်သွားပါပြီချစ်သူကိုခေါ်နေတဲ့အချက်ပြအလင်းတွေကမြို့ပြမီးရောင်စုံနဲ့မရှင်နိုင်တော့ပါဘူးသူတို့ဆက်သွယ်နေကြပါတယ်ဒါပေမဲ့တကောင်နဲ့တကောင်မမြင်နိုင်ကြတော့ပါဘူးတစ်ဖက်မှာလည်းသူတို့နေထိုင်တဲ့စိုက်ခင်းတွေစီကိုပိုးသက်ဆွေးအလွန်အကျွံဖျန်းတာတွေရှိနေပါသေးတယ်။ဒါသည်ဥရုဖောက်ပြန်လို့သူတို့နေရာတွေပျက်စီးဆုံးရှုံးရတာကတစ်မျိုးလူတွေရဲ့ပယောဂကြောင့်တစ်မျိုးပူဆုံကျူးလေးတွေနေရာပြတ်ကွယ်လာကြရပါတယ်။နှစ်စဉ်နှစ်တိုင်းပူဆုံကျူးလေးတွေရဲ့အလင်းကပိုးပြီးနှဲသွားပါတယ်။တချို့နေရာတွေမှာဆိုရင်အပီးပိုင်ပျောက်ကွယ်သွားပါပြီ။